ရှင်းမြို့ဟောင်းကြီးထဲမှာအသက်ဝင်နေတဲ့ကျင်းစာတွေရှိနေပါတယ်မြို့ဟောင်းတွေကပေပင်တွေဟာနှစ်ထောင်ချီတက်တန်းရှိနေပေမဲ့လူအရက်ထက်မကြီးသလိုအသေးလဲလုံးဝမသိကြပါဘူးငါလာမကြီးငါလာမသီးဆိုတဲ့ရှင်းဟောင်းကျင်းစာတန်ဟာနှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်တဲ့ဗေဒနိုးမြို့ဟောင်းရဲ့လေထူထဲမှာဒီကနေ့အထိစိတ်ဝင်နေတော့မှာပဲဘယင်မာကြီးရဲ့ဝိညာဉ်ကအခုချိန်ထိရှင်သန်နေဆဲဖြစ်တယ်လို့ခန်းစားရပါတယ်ဒီတစ်ခါတော့တမိုင်းနဲ့ဒန်နာရီကြားကဂမ်ဘီယာဆန်ရတဲ့အရက်ဒေသတစ်ခုကိုကျွန်တော်သွားရောက်ခဲ့ပါတယ်ဖြစ်ရစမ်းကြယ်မှုတွေနဲ့အညှို့အာဃာတတရားကြီးမားလာတဲ့ပန်ထွာဘယင်မာကြီးနဲ့ဆုံတွေ့နိုင်မှုအတွက်ဗေဒနိုးပြူမြို့တော်ဟောင်းကြီးကိုသွားရောက်ခဲ့တာပါဒီခီးစဉ်မှာပန်ထွာဘယင်မာကြီးတည်ထားခဲ့တယ်လို့ယုံကြည်ကြတဲ့ရွှေရောင်တော်ဇီတော်မြတ်ကြီးမြို့တော်ဟောင်းကြီးနဲ့ဘယင်မာကြီးရဲ့ကြေကိုးပရာဒန်နာရီတွေကိုအတူတူလိုက်ပါခန်းစားကြရမှာဖြစ်လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်စေချင်ပါတယ်ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါကြောက်စင်းစစ်စစ်ကိုယုံကြည်စိတ်ချစွာလက်မလွတ်တမ်းဝဲခြင်းပါသလားရန်ကုန်တိုင်း City Jewel Mall ဒုတိယထပ်ဆက်လီကာထိပ်တက်တဲ့မှာ V9 Jewel ရှိပါတယ်ကြိုက်တဲ့တခွဲခန်းမှာစစ်ဆေးနိုင်ပြီးနိုင်ငံတကာအသိမှတ်ပြု Jan Certificate လည်းရရှိနိုင်ပါတယ်ကြောက်စင်းလက်စော့လက်ကောက်ပတိကနေကြောက်စင်းအထည်မျိုးမျိုးကိုစိတ်ကြိုက်ဒီဇိုင်းတွေနဲ့အထည်ခတ်ပေးတဲ့ပဒိန်ဝန်ဆောင်မှုတွေလည်းရရှိပါတယ်ငွေတဲ့စစ်စစ်နဲ့ထည့်ခတ်ပြီး Platinum Coating တင်ထားတဲ့အတွက်အယောင်မကျပေါ်ပါပြီးဈေးရိတ်သက်သာပါတယ်ပစ္စည်းတစ်ခုချင်းစီကိုဈေးနှုန်းကပ်ပေးထားတဲ့အတွက်ဈေးစစ်စရာမလိုအယောင်လဲပါလုပ်ပေးပါတယ်ဒီဇိုင်းလှပယုံကြည်စိတ်ချရတဲ့ကြောက်စင်းစစ်စစ်ဆိုရင် V9 Jewel ပါပဲရွှေရောင်တော်ဇီရောမြတ်ကြီးကိုရောက်တဲ့အခါပထမဆုံးသတိထားမိတာကကက်လူထားတဲ့အင်ဂျင်ပွင့်နေပါပဲဒီဒေတာဝင်းကျင်မှာအင်ဂျင်မင်တွေမရှိဘဲနဲ့ဇီရောရှင်မြင်တော်ပေါ်မှာအင်ဂျင်ပွင့်နေအလိုလျောက်ရောက်လာတတ်တယ်လို့ဒေတာခံတွေကပြောကြပါတယ်အဲ့ဒီအခါဒီဘန်းတွေကိုပန်ထွာဘယင်မာကြီးကိုယ်တိုင်ကက်လူထားတာများလားလို့စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာမိပါတယ်ဟုတ်ပါတယ်အခုကျွန်တော်ရောက်နေတာဟာပန်ထွာဘယင်မာကြီးတည်ထားခဲ့တယ်လို့ယုံကြည်ကြရတဲ့ရွှေရောင်တော်ဇီရောမြတ်ကြီးပဲဖြစ်ပါတယ်ခီးစဉ်ဆောက်ကိုပြန်ပြောရရင်တော့တောင်တွင်းကြီးမြို့အနောက်ဘက်17မိုင်ခန့်ကွာဝေးပြီးကိုကွာရွာရဲ့မြောက်ဘက်မှာတည်ရှိနေတဲ့ဗေဒနိုးပြူမြို့တော်ဟောင်းကိုတွားရောက်လေ့လာခဲ့တာပါမြို့ဟောင်းထဲကိုမဝင်သေးပဲမုတ်ဦးလန်းအတိုင်းတဲ့မောင်းဝင်လာပြီးမြို့ဦးမှာတည်ရှိနေတဲ့ရွှေရောင်တော်ဇီတော်မြတ်ကြီးကိုအရင်ဦးဆုံးဖူးမြော်ခဲ့ပါတယ်ကောင်းကင်ပြပြအောက်မှာရွှေရောင်တောက်ပစွာတက်ပင်လွန်လာတဲ့ဇီတော်မြတ်ကြီးကိုမြင်တွေ့လိုက်ရတဲ့အခါအညာဒေသရဲ့အပူရန်တွေကလျှော့ပါသွားသလိုရင်ထဲမှာလည်းအေးမြကြည်နူးလာခဲ့ပါတယ်ရွှေရောင်တော်ဇီတော်မြတ်ကြီးဟာညံတော်အတောင်80ရှိပြီးတောင်တွင်းကြီးသမိုင်းရာဇဝင်အရတာသနာနှစ်112ခုနှစ်မှာတည်ထားခဲ့တယ်လို့ဆိုထားကြပါတယ်။အဲ့ဒီအချက်အရဇီတော်ကြီးရဲ့တက်တန်းဟာနှစ်ပေါင်း2450ကျော်ရှိနေပြီဖြစ်ပါတယ်။အချိန်ကာလရဲ့တိုက်စားမှုကြောင့်ပျက်စီးယွံရင်းမှုတွေကိုခေတ်ဆက်ဆက်ပြုတ်ပြတ်မောမှန်လာရင်မူလရှေးအောင်ဘိတုကလက်ရာချို့ပျောက်ဆုံးသွားခဲ့ပြီးမြဲရွှေရောင်တော်ဇီတော်မြတ်ကြီးဟာဗေဒနိုးဒေသရဲ့တမိုင်းတန်မှုကြီးမားလာတဲ့ဇီတော်ကြီးအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ဇီရိုပတ်လည်မှာမြင်တွေ့ရတဲ့ကြက်ရုပ်တွေကဒီဒေသဟာဖះလောင်းတော်ကြက်ဖြူမင်းကြီးနေထိုင်ခဲ့ရာရက်ဖြစ်ခဲ့ဘူးကြောင်းကိုပုံဖော်ထားတာဖြစ်ပြီးဖောင်းရစ်တော်ပေါ်ကဘလူးရုပ်တွေကတော့ပန်ထွာဘယင်မာကြီးရဲ့မိခင်ဖြစ်တဲ့ဆန္ဒမှုခိဘလူးမကိုအစွဲပြုပြီးထုလုပ်ထားတာဖြစ်ပါတယ်ပန်ထွာဘယင်မာကြီးရဲ့ပုံစံတူအတုလာစီတော်ကြီးတွေနတ်နန်းဆောင်တွေကိုလည်းမြင်တွေ့ရပါတယ်ဗေဒနိုးရာဇဝင်ထဲမှာပန်ထွာဘယင်မာကြီးဟာမြန်မာတနိုင်ငံလုံးအထိဩဇာကြီးမားခဲ့သူဖြစ်ပြီးလူအများကမေတော်ကြီးအဖြစ်ပူဇော်ပသကြပါတယ်ဒီနေရာဟာဓာတ်နဲ့တိုက်တွေနဲ့ဆက်ဆက်နေတဲ့ဂမ်ဘီယာနေရာလူကြီးတစ်ခုလည်းဖြစ်ပြီးပညာစခန်းတက်လန်းလူသူတွေအဋိဌံဝင်ရောက်ကြတဲ့နေရာဖြစ်လဲလူသိများပါတယ်ပထမန်ဘိုးဘိုးအောင်ဟာဒီဇီရောမှာအဋိဌံဝင်ခဲ့ဘူးတယ်လို့ဆိုကြပါတယ်ဇီရောအနီးကနဂါးကန်တော်ကြီးကိုရောက်တဲ့အခါမှာတော့နဂါးဥကောင်းအစားဘလူးကောင်းနဲ့ထုလုပ်ထားတဲ့နဂါးရုပ်ကိုမြင်တွေ့ရပြီးဘလူးအယူစဘလူးရွယ်ချက်တွေနဲ့ထုလုပ်ထားခဲ့တယ်လဲဆိုတာကိုအဖြေရှာမရအောင်စမ်းကြယ်နေပါတယ်တမိုင်းပညာရှင်တွေကရွှေရောင်တော်ဇီရောကိုပြုခေတ်အစောပိုင်းကနေအလဲခေတ်ခရစ်နဲ့900စုနဲ့900စုဝန်းကျင်အတွင်းတည်ထားနိုင်ခဲ့တယ်လို့ယူဆကြပါတယ်ပကံခေတ်မတိုင်ခင်ကတည်းကတည်ရှိခဲ့တဲ့ရှေးရောင်ဘုရားတဆူဖြစ်နိုင်ခြင်းများတယ်လို့ခန့်မှန်းကြပါတယ်ဒါပေမဲ့တည်ထားခဲ့တဲ့မင်းကိုတော့အထောက်ထားရအတိအကျပြောဖို့ခက်ခဲနေသေးပါပြုခေတ်မှာကြောက်စာအဖြစ်မှတ်တမ်းချန်ထားခဲ့တဲ့အလေ့ထားနှဲပါခဲ့တာကြောင့်လည်းဖြစ်ပါတယ်ယနေ့လူများစုလက်ခံထားကြတဲ့ရွှေရောင်တော်ဖျားသမိုင်းဟာတောင်တွင်းကြီးသမိုင်းရာဇဝင်ကျမ်းကိုအခြေခံထားတာဖြစ်ပါတယ်။သမိုင်းသုတေသနပညာရှင်တချို့ကတော့တောင်တွင်းကြီးသမိုင်းရာဇဝင်ကျမ်းကိုအချက်လက်ခိုင်မာတဲ့သမိုင်းအဖြစ်လက်မခံကြပါဘူး။ဥပမာရွှေရောင်တော်ဖျားတည်တဲ့နှစ်ကိုသာသနာနှစ်112ခုနှစ်လို့ဖော်ပြထားသလိုဗေဒနိုးမြို့ပြတ်တဲ့နှစ်ကိုလည်းသာသနာနှစ်103ခုနှစ်လို့ဖော်ပြထားတဲ့အတွက်အချိန်လွဲချော်မှုကိုဝေဖန်ထောက်ပြကြပါတယ်။နောက်ပြီးအထောက်ထားမပြနိုင်တဲ့ရွှေရောင်တော်ကြောက်စာပါရေးသားတွေကလည်းကုန်းမောင်ခေတ်ရေးသားတွေဖြစ်နေတဲ့အတွက်ဝေဖန်စရာတွေလည်းရှိနေခဲ့ပါတယ်
လူရင်းကိုပြောရရင်တော့ဒီကနေ့လူအများစုလက်ခံထားကြတဲ့ရွှေရောင်တော်ဖျားသမိုင်းပန်ထရာဘုရင်မကြီးရဲ့သမိုင်းဟာသမိုင်းထက်ယုံကြည်မှုဒဏ္ဍာရီကိုသာအခြေခံထားတာဖြစ်ပါတယ်ကျွန်တော်တို့ဟာသမိုင်းကိုလည်းမလင်ညာတဲ့တယ်လို့ယုံကြည်မှုကိုအခြေခံတဲ့ဒဏ္ဍာရီတွေကိုလည်းမပယ်ရှားသင့်ပါဘူးဒီဗီဒီယိုမှာတော့သမိုင်းထက်ယုံကြည်မှုကိုအခြေခံတဲ့ဒဏ္ဍာရီတွေကိုသာအလေးပေးသွားမှာဖြစ်ပါတယ်တောင်တွင်းကြီးသမိုင်းရာဇဝင်ကျမ်းအရပန်ထရာဘုရင်မကြီးဟာဗိဒ္ဓနုနတ်မင်းကြီးရဲ့အကူအညီနဲ့အဇာတသက်မင်းလက်ထက်ကတူဝက်သိမ်းဆည်းထားခဲ့တဲ့တပ်တော်တွေကိုပင့်ဆောင်ရယူခဲ့ပါတယ်။အဲဒီနောက်ဖျားလောင်းတော်ကြက်ဖြူမင်းနေခဲ့တော်မူရာအရှက်မှာဇေဒီတီထားခဲ့ပါတယ်။မူလဇေဒီကိုညံတော်အတောင်90မြင့်နဲ့မြို့ဦးဇေဒီအဖြစ်တည်ထားခဲ့တယ်လို့ဆိုပါတယ်။ပြုခေတ်ကဖျားပူဇော်ပွဲတွေမှာရွှေမုံရွှေပြားတွေကိုအုပ်ကြားတဲ့ထည့်သွင်းပူဇော်ကြတဲ့အလေးထားရှိခဲ့တဲ့အတွက်ရွှေဖြစ်ပူဇော်ထားသောဇေဒီဆိုတဲ့အဓိပ္ပာယ်နဲ့ရွှေရောင်တော်ဇေဒီလို့ဘွဲ့နာမည်ခေါ်တွင်လာခဲ့ကြတယ်လို့တမိုင်းစာအုပ်တချို့မှာဖော်ပြထားပါတယ်ကျွန်တော်ဟာဇေတော်ကြီးအနီးကဗိဒ္ဓနုမြစ်တာပေါင်ကူတရားကြီးကိုလည်းတွားရောက်လေ့လာခဲ့ပါတယ်ဗိဒ္ဓနုမြစ်တာပေါင်ကူတရားကြီးကိုတဲဖြူဆရာတော်ကြီးနဲ့9ရက်သားသမီးအလှူရှင်တွေကလှူဒန်းပြီးစောက်ပေးခဲ့တာဖြစ်ပါတယ်ပူပြင်း6တွေ့လာတဲ့အညာရဝင်းတွေကဗိဒ္ဓနုမြို့တော်ဟောင်းဟာမြန်မာနိုင်ငံရဲ့အစောဆုံးမြို့တော်အဆင့်ရှိတဲ့ရှေးဟောင်းမြို့တော်ကြီးတွေကမြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပကံခစ်ထက်ဆောလွန်းတဲ့အတွက်ဇေဒီအမြင့်ကြီးတွေအဆောက်အဦအကြီးကြီးတွေမတွေ့ရဘဲအခုခါမှာတော့မြို့ရိုးအဆောက်အဦအကျွင်းကျန်တွေအုပ်ပုံတွေကိုသာတွေ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ကဒီနေရာဟာအင်မတန်မှလူသူစီကားခဲ့ပြီးယဉ်ကျေးမှုတွေနိုင်ငံတော်အချုပ်အခြာအာဏာတွေခိုင်မြဲခဲ့တဲ့မြို့တော်ကြီးတစ်မြို့ဖြစ်ခဲ့တာအသေးချပါပဲ။ဗိဒ္ဓနုဟာတမိုင်းပညာရှင်တွေအတွက်ပဟီလီပေါင်းများစွာနဲ့ယနေ့အချိန်ထိဖန်ဆားနိုင်ခဲ့ပါတယ်။ဗိဒ္ဓနုကိုလူတွေစိတ်ဝင်စားစေတဲ့အချက်ကဒဏ္ဍာရီနဲ့ရောထွေးနေတဲ့ယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။တမိုင်းချက်လက်အရပန်ထရာဘုရင်မတကယ်ရှိမရှိညှင်းခုန်နေကြရပေမဲ့ဘုရင်မကြီးရဲ့ပုံရိပ်တွေကလူအများစုရဲ့ရင်ထဲမှာတစိမ့်ခတ်နိုင်နေပြီဖြစ်ပါတယ်။ဦးဇင်းတို့မဟာမြင်တော်ထဲမှာတရားသွားကျင့်တော့ပန်ထရာဘုရင်မကြီးဆိုတာဒီနေ့တိုင်အောင်ရှိတယ်။လူတွေပြောရင်ယုံကြည်မှယုံမယ်ဘုရင်မကြီးရဲ့ဂမ်ဘီယာဆန်လာတဲ့ဒဏ္ဍာရီဖြစ်ရတဲ့ကျင်းစာတွေနဲ့သူမရဲ့ဝိညာဉ်ကယုံကြည်မှုနဲ့အတူရှင်သန်နေပါတယ်မြန်မာတမိုင်းဒဏ္ဍာရီမှာအလှပဆုံးနဲ့အစွမ်းထက်ဆုံးလို့နာမည်ကျော်ကြားခဲ့တဲ့ပန်ထရာဘုရင်မကြီးဟာတကယ်တော့လူသားစစ်စစ်ကမွေးဖွားလာသူမဟုတ်ပါဘူးမဟာတမ္မဝနဲ့ဆူလတမ္မဝမျက်မမြင်ညီနောင်တို့ကိုမျက်စိအလင်းရအောင်ကူစားပေးခဲ့တဲ့ဆန္ဒမှုခိဘလူးမရဲ့လက်ကိုမင်းသားကကင်တွယ်မိရာကနေအစွန်းကြီးဖြစ်ပြီးတောင်တွင်းကြီးမြို့ရဲ့နောက်ဖက်တောနယ်ထဲမှာမွေးဖွားလာခဲ့တဲ့ဂမ်ဘီယာဆန်လာတဲ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။အတိတ်ဘဝကမောင်နှမဟောင်းဖြစ်ခဲ့မှုတဲ့ဗိဒ္ဓနုနတ်မင်းကြီးရဲ့စောင့်ရှောက်မှုနဲ့အနီးနားကမြို့ရွာတွေကိုစူးစီးကဗိဒ္ဓနုမြို့ပြနိုင်ငံကြီးကိုတည်ထောင်ခဲ့ပါတယ်။အိမ်တော်မရှိဘဲတူးတဲ့ထူးထူးခြားခြားအုပ်ချုပ်ခဲ့သူပါ။သူမရဲ့မြို့တော်ကိုကာကွယ်ပေးထားတာကတော့အစွမ်းထက်လာတဲ့အတုလစီတော်ကြီးပါပဲရန်သူတွေလာတိုက်ပြီးဆိုတာနဲ့ဘရင်မကစီတော်ကိုတီးခတ်လိုက်ုံနဲ့မြို့ကိုဝင်းရထားတဲ့ရန်ဘဲချောင်းရဲ့ရေတကားတွေကဝေါကနေပွင့်သွားပြီးရေတွေကြီးလာတာကြောင့်ဘလောက်အင်အားကြီးတဲ့ရန်သူပဲဖြစ်ဖြစ်စုတ်ခွာသွားရစမည်ဖြစ်ပါတယ်ပန်ထရာဘီယမိုင်းနဲ့ရှင်ပြိုင်ဘက်ဖြစ်တဲ့တရီခစ်တရာပြည်ရှင်ဒွတ်တပောင်မင်းကြီးကလည်းအင်မတန်မှဖုံးတကူကြီးမားသူဖြစ်ပါတယ်တရားမင်းပေးထားတဲ့အရိနမာလှန်ဆက်ကြကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်ဘုံကန်ကြီးမားလုံးလို့ငကားပြီကတော့လာပြီးအခွန်ဆက်တတ်ရတဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်တကူးရှင်ဒွတ်တပောင်မင်းကြီးတော်မှာပန်ထရာဘီယမကြီးရဲ့တူလာစီတော်ကြီးရဲ့အစွမ်းကြောင့်ဗိဒ္ဓနုကိုမအောင်မြင်နိုင်ခဲ့ပါဘူးဒါပေမဲ့ယဟန်တုတချို့တယောက်ကိုဗိဒ္ဓနုကိုဆေလွတ်လိုက်ပါတယ်အဲ့ဒီယဟန်တုကဘယင်မကြီးရဲ့ယုံကြည်မှုကိုရယူပြီးဒီစီတော်ကြီးကိုပို့ပြီးတကူးကြီးအောင်လုပ်ပေးမယ်ဆိုပြီးလှည့်စားကဖျက်ဆီးပြစ်လိုက်ပါတယ်စီတော်ကြီးပြတ်သွားတဲ့အချိန်မှာဒွတ်တပောင်မင်းကြီးကကြီးမားတဲ့စစ်ပွဲကြီးကိုဆင်နွှဲပြီးဗိဒ္ဓနုမြို့ကြီးကိုသိမ်းယူခဲ့ပါတယ်ပြီးတော့ပန်ထရာဘီယမကြီးကိုယ်တိုင်လည်းမင်းကြီးရဲ့မိဖုရားအဖြစ်သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့ဒွတ်တပောင်မင်းကြီးဟာပန်ထရာဘီယမရဲ့ရင်ထဲကအညှို့တေးတွေကိုသတိမထားမိခဲ့ပါဘူး။မင်းကြီးရဲ့ဖုံတကူဖြစ်တဲ့မှဲ့ရှင်ကွဲပြောက်အောင်ပရိယေနဲ့စီရင်ထားတဲ့မျက်နှာတုပ်ပွားကိုဆက်တာခဲ့ပါတယ်။အဲ့ဒီပွားကိုတုတ်မိတဲ့အခါမင်းကြီးရဲ့ဖုံတကူတွေနှိမ့်ကျသွားပြီးနောက်ဆုံးမှာတော့ဖောင်တော်နစ်မြုပ်ခါနဲ့ရွာဆန်ခဲ့ရပါတယ်။ဒွတ်တပောင်မင်းကြီးကိုယ်တိုင်မှာပန်ထရာဘီယမကြီးရဲ့အညှို့တရားကြောင့်နောက်ဆုံးအဆုံးသက်မလာခဲ့ဘူးလို့ဒန်နာရီတွေကဆိုကြပါတယ်။ညနေဆောင်လာပြီဖြစ်တဲ့အတွက်နေအောင်ကြီးကဖြော့တော့လာပါတယ်။မကြာမီညအမှောင်ဝိယုံလွာကဗိဒ္ဓနုမြို့တစ်ခုလုံးကိုခြုံလွှမ်းတော့မှာဖြစ်ပါတယ်။ဗိဒ္ဓနုမြို့ဟောင်းကထွက်ခွာလာခဲ့ပြီးမြဲကျွန်တော်ရဲ့စိတ်ဝိညာဉ်ကတော့မြို့ဟောင်းထဲကရုံးမထွက်နိုင်ဖြစ်နေခဲ့ပါတယ်။အမုန်းတရားတွေနဲ့အညှိုးအာဃာတတရားတွေကြီးမားလွန်းလာတဲ့ဘုရင်မကြီးဟာအခုခါမှာတော့ငြိမ်းချမ်းအေးမြတဲ့ပန်ထရာဘုရင်မကြီးသာသနာပြုဖျားတံကမှမေတော်ကြီးဖြစ်နေပါပြီ။ကျွန်တော်ဟာပန်ထရာဘုရင်မကြီးကိုရွှေရောင်တော်ဇေတော်မြတ်ကြီးမှာအမျှပေးဝေခဲ့တာကိုလည်းဘုရင်မကြီးတိပါစေကြားပါစေလို့ဆန္ဒပြုမိပါတယ်။
ပန်ထရာဘရင်မကြီးနဲ့ပတ်သက်ပြီးလူကြီးမင်းတို့သိရှိထားတဲ့ဘ ഹു တုတလေးတွေကိုလည်း comment မှာပြန်လည်ဝေမျှခဲ့ကြပါဦးဒီခီးစဉ်ရဲ့အမှတ်တရကိုဒီနေရာမှာပဲအဆုံးသတ်ပြီးနောက်ထပ်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြအောင်ပါ